ဂျာမင်းဇာပနနှစ်2500သာသနာထက်ဝက်တရားမင်းလက်သူပြောင်းလဲသက်ဆင်းထိုအခင်းဝယ်တရားမင်းအဆွေတရားမင်းသေတဲ့ကဲ့သို့လူပြေတရုတ်အမှုဝေရှုပ်ခါလူရုပ်နတ်ရုပ်တရေရုပ်တို့ဟုတ်ညာညာနေသားကြနာနေရရလေဓမ္မမရှိအဓမိဖြင့်ဝမရှိညာဝိတွေများစွာဝင်ကြွားကဖြင့်တက်ကြွကြွားမန်ထောင်လွှားလျက်တရားလက်လို့ငက်တောင်ကျွတ်လျက်ခေကြီးပြက်တဲ့လောက်ငါးပါးမှောက်ယုံမလောက်ပုံမှာတန်ဃာစင်မှာမှောက်ရရှာဤကြုံရပါလေဘုံဘဝတွေဝယ်ဘယ်သူကူနိုးကဲလိမ့်နိုးဖြင့်အထက်မိုးရတရားမင်းဆန်ရတာဝရိန်သာကိုမျော်ကားမော့ကကြည့်မိပါလေနတ်ရွာသနှင်းတရားမင်းနဲ့ဘယ်ဘုံပွေးမှာပေနေပါပြီခုချိန်ထိအောင်အရက်ရောင်းမြမမြင်ရပါ၍ဗယံပရာဖြစ်ချင်ရတွေဖြစ်ခါနေကြလူလောကမှာအထာဟိအာထနောနာထောဖယားဟောပါဠိလာရှိသည့်အတိုင်းအပမဒေနတံဝေကဖြင့်နေရစ်ကြပြီတပ်ပူရိတာအပေါင်းသူတော်ကောင်းတို့